Hello အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးမှာကတော့ဒီထည့်အမြန်ချင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အားလုံးပဲအတူတူလိုက်ကြည့်လိုက်ကြရအောင်ကျွန်တော်အခုလိုမျိုးလေးမြန်မရောက်ပြီဆိုလို့ရှိရင်ရင်ဦးဆုံးတော့အစင်းမဲ့နေအောင်မထောက်ပို့ပါပဲပြီးလို့ရှိရင်ကျွန်တော်ဂီတာ950လောက်ကွာဆိုလို့ရှိရင်ခုံလို့ရပါပြီဗျဗီဒီယိုရဲ့မှာကျွန်တော်ငယ်ငယ်လောက်ကြာပါပါတယ်ကျွန်တော်လီတီးစင်းမီဆိုတာနဲ့တတိထားမှာတော့ joint stick လေးကို45 degree ဆောင်းထားဖို့ပါပဲဗျနောက်တစ်ချက်တတိထားမှာတော့ညာဘက်မှာပြထားတဲ့234 km/h ဆိုတဲ့တိုင်းအလို့ဆင်းပေးရပါတယ်ဗျအဲ့လိုမျိုး234နဲ့ဆင်းဖို့အတွက်ဆိုလို့ရှိရင်ညာဘက်သမားအအောက်ကိုအနည်းငယ်ဆွဲချပြီးနေဖို့လုပ်မယ်ဗျအခုဆိုလို့ရှိရင်တွေ့ရတဲ့အတိုင်းကျွန်တော်နည်းနည်းနောက်ကျပြီးမှရှင်းလာအောင်မှကျွန်တော်ရင်ဆုံးရောက်တာပါဆိုတော့ဒီနေ့ကတော့လောက်ပါပဲဗျအားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye